ဒီချက်တွေကိုသာသိထားနေဆိုရင်စီးပွားရေးလုပ်ရတာပို့ပြီးတော့လွယ်ကူမြန်ဆန်နေလိမ့်မယ်အဲ့ဒါကတော့ digital marketing skill ပဲဖြစ်ပါတယ်တကယ်လို့ဒါကိုက digital marketing ကိုကျွမ်းကျွမ်းကျင်ကျင်သိနေတယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းမှာပြန်ပြီးတော့အသုံးချလိုက်ခြင်းအပြင်ကိုယ့်ရဲ့လုပ်ငန်းကတခြားသောမလုပ်တဲ့လုပ်ငန်းတွေထက်စာရင်ပို့ပြီးတော့ရှေ့ကိုရောက်လာနိုင်တယ်ပေါ့နော်ဘာကြောင့်အဲ့လိုပြောလဲဆိုတော့ဥပမာအနေနဲ့ရှင်းပြကြည့်မယ်နော်အရှင်တော်ကလူတွေဆိုရင် digital ခေတ်မပေါ်ခင်တော့ကပေါ့ traditional marketing ကိုသုံးရတယ်ဒီကိုနဲ့နီးစပ်ရာပတ်ဝန်းကျင်ကလူတွေစီကိုပဲကိုယ့်ရဲ့ပစ္စည်းတွေကိုယ့်ရဲ့ product တွေကတည်တယ်နည်းနည်းလေးဝေးသွားပြီးမြို့တွေရွာရဲ့အမျိုးနိုင်ငံတွေခြားသွားပြီဆိုရင်ကိုယ့်ရဲ့ပစ္စည်းကိုမသိတော့ဘူးကိုယ့်ရဲ့ service ကိုလည်းမသိတော့ဘူးအလံဝေးသွားတယ်ပေါ့နော်အဲ့ဆိုတော့လုပ်ငန်းကြီးတွေကတော့အရင်တော့ဆိုရင် radio TV တွေကနေကြော်ညာပြီးတော့ပစ္စည်းတွေကိုဖြန့်ဖြူးရောင်းချလေးရှိတယ်ဒါကတော့မင်းသားမင်းသမီးတွေငါပြီးတော့ကုန်ချစိတ်ကြီးနဲ့လုပ်ငန်းကြီးတွေကတုံးနိုင်တာဒါပေမဲ့လုပ်ငန်းအသေးလေးတွေကျတော့အဲ့လိုမျိုးမတုံးနိုင်တဲ့ခါကျတော့ကိုယ့်ရဲ့ပစ္စည်းကဘလောက်ပဲ quality ကောင်းကောင်းဒီပတ်ဝန်းကျင်အများကြီးကိုပြတ်နိုင်တာဖြစ်တဲ့အတွက်ဒီအနေစုကိုပဲရောင်းချနိုင်တယ်ပေါ့နော်ဒါကတော့ traditional marketing ရဲ့အားနည်းချက်တွေပေါ့နော်အခုကကျတော့ digital platform တွေပေါ်လာတာဖြစ်တဲ့အတွက် digital platform တွေပေါ်မှာကိုယ့်ပစ္စည်းတွေကိုတင်ရောင်းနေကိုယ့် service တွေကိုကြော်ညာနေ boosting တွေထိုးတယ်ဆိုတော့တနိုင်ငံလုံးကိုနဲ့အနီးနားမဟုတ်လေကိုယ့်ရဲ့ပစ္စည်းတွေကိုရောင်းချနိုင်တယ်ကိုယ့်စီမှာဒါမျိုးတွေရတယ်ဆိုတဲ့ဟာကိုသိနေတယ်ပေါ့နော်ဒါကတော့ digital platform ရဲ့အသာချက်ပေါ့နော်digital marketing ကိုစပြီးတော့လေ့လာတော့မယ်ဆိုရင်ပထမအဆုံးအနေနဲ့ဒီ marketing ကိုအရင်ဆုံးလေ့လာရမှာဖြစ်ပါတယ် marketing ရဲ့သဘောတရားတွေသူ့ရဲ့ concept တွေကိုမသိဘဲနဲ့ marketing ဆိုတဲ့ကြီးကောင်းကောင်းမချနိုင်တဲ့ digital platform ပေါ်မှာတက်ရောက်နေအလဲကားပဲဖြစ်မှာပဲပေါ့နော်ဥပမာအဖြစ်ဆိုရင်တော့ကိုယ့်ရဲ့ product တစ်ခုရလာပြီဆိုရင်ကိုယ့်ရဲ့ product ကို secret ထဲမှာထိုးဖောက်ဖို့အတွက်ပထမအဆုံး target အရှင်းသတ်မှတ်ရမယ်ပေါ့နော်အဲ့ဒါကတော့ဘယ်လိုလူတွေကိုချောင်းပါလဲဘယ်စီးနဲ့ရောင်းပါလဲဘယ်နေရာမှာချောင်းပါလဲဘယ်လိုရောင်းချမှာလဲပေါ့နော်အဲ့လိုမျိုး target တွေချက်ချသတ်မှတ်ပြီးတော့ marketing strategy တွေချပြီးတော့ digital platform ပေါ်မှာတက်ချအောင်ရင်တော့ပို့ပြီးတော့ကိုလိုချင်တဲ့ result ကိုပို့ပြီးတော့တတိယရောက်ရတယ်နောက်ပြီးတော့ digital platform တွေဖြစ်တဲ့ဒီနိုင်ငံမှာအသုံးများတယ် Facebook တို့ tutorial policy တွေ tools တွေကိုလည်းသိချာနားလည်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကိုယ့်ရဲ့ tools တွေကိုကျွမ်းကျွမ်းကျင်ကျင်သိနေမှာကိုကလည်း marketing strategy ကောင်းကောင်းချပြီးတော့ brand တော့မယ်ဆိုရင်ဒီ platform တွေပေါ်မှာအဆင့်သင့်တက်ပြီး brand ရုံပဲပေါ့နော်။ဒါမျိုးဆိုရင်တော့ကိုလိုချင်တဲ့ရောင်းအားတွေကိုတော့ပို့ပြီးတော့တတိယရောက်မြန်ဆက်ဆန်နဲ့ရနိုင်မယ်။ပြီးတော့ digital platform ဖြစ်တဲ့အတွက်ကိုဘေးပတ်ဝန်းကျင်မျိုးနဲ့ထွေတာမကတနိုင်ငံလုံးအတိုင်းအတာထိကိုပါကိုပစ္စည်းကပြည့်ရင်ပြန်တလောက်ပို့ပြီးတော့ရောင်းချနိုင်မှာဖြစ်ပါတယ်။ဒါကတော့ digital marketing ရဲ့ကောင်းကျိုးလေးပါပဲရှင်။ဒါကြောင့် digital marketing ကိုစပြီးတော့လေ့လာကြပါ digital marketing ကကျွမ်းကျွမ်းကျင်လုပ်နိုင်တယ်ဆိုရင်တော့ဘယ်စီးပွားရေးလုပ်ငန်းမဆိုလွယ်ကူမြန်ဆန်စွာလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။